င်းမင်းကြီးဘာကြိုက်စမူစာမဟုတ်ဘူးနော်လူစမူစာကြိုက်တယ်ဒီစမူစာမစားမင်းနှုံးမင်းကြီးကမိဖုရားတွေအကြာမပြောတော့သူရဲ့အစားအသောက်တွေဘလို့စားပုံစားနည်းတွေဘာတွေကြိုက်တယ်ဆိုရမင်းနှုံးမင်းကြီးဘာကြိုက်စမူစာမဟုတ်ဘူးနော်စမူစာမကြိုက်ဘူးလားစီညာတဲ့တက်မိုင်းနဲ့မစားဒီစမူစာမစားဘူးပြောတယ်တနေ့စမူစာတော့စားမှာပေါ့ပြောလဲပြောတယ်မင်းနှုံးမင်းကြိုက်တဲ့အစားပြောစမူစာလူစမူစာကြိုက်တယ်ဒီစမူစာမစားဘူးဒီတော့၃ယောက်လုံးရဲ့စီးနဲ့ကြော်ထားတဲ့စမူစာမစားဘူးမင်းတို့မီးစားတာကဝက်သားနဲ့စီးပြီးချက်ကိုတဲ့အားကြိုက်တယ်ဒါပေမဲ့ဝက်သားကြရင်အစီမစားဘူးအသားပဲစားတာမင်းတို့မီးကြီးမစားတဲ့အစားအစာအမဲသားမစားမဲသားသူစားမဲသားရှာနော်နောက်တစ်ခုကမုတ်အနေနဲ့ကြိုက်ထိုးမုတ်မန္တလေးရဲ့ထိုးမုတ်ကအရင်တုန်းကနန်းတွင်းရဲ့အစားအစာမင်းတို့မင်းကြီးစားတဲ့အရန်နှစ်သက်တဲ့အစားအစာထိုးမုတ်အခုချိန်ကတော့ဒါမြင့်မြင့်ခင်ထိုးမုတ်တွေပါဆိုမန္တလေးရောက်တိုင်းစားတဲ့အစားအစာတွေမှာဝယ်သွားတဲ့လက်ဆောင်ပစ္စည်းတွေမှာပါတာပေါ့နောက်တစ်ခုရှိသေးတယ်ခနုံတုတ်တဲ့ဂျုံမုတ်တဲ့ကြက်ဥတွေကိုအပြားလုပ်ပြီးတော့မှပုံစံအပြားလုပ်ပြီးတော့မှအထဲမှာထာပနာတာအုံးယိုတွေဒါမှမဟုတ်ကြက်သားကိုမှကြက်သားကိုထာပနာတာကြက်သားကိုမှလုံးထားတာပေါ့ကြက်တုံကြီးနဲ့လုံးပြီးကြက်တုံကြီးနဲ့လုံးပြီးတော့အချောင်းလေးတော့ပုံစံမျိုးထာပနာပြီးလိတ်ထားတဲ့ဟာခနုံတုတ်လို့ခေါ်တယ်ဝါဝါလေးနော်အဲ့ဒါမျိုးလေးဘယ်မှာတွေးလဲဆိုရင်များသောအားဖြင့်ပေါ့နော်အရင်ဖြစ်တုန်းကဆိုမင်္ဂလာဆောင်ပွဲတွေပွဲလန်းတပီတွေမှာတွေးတယ်ပေါ့နော်မင်္ဂလာဆောင်တွေမှာအခမ်းပွဲတွေမှာတွေးတဲ့အစားအစာခနုံတော့ကမင်းနှုံမင်းကြီးကြိုက်တာနော်မင်းနှုံမင်းကြီးကတဲ့ပဲဟင်းကိုလည်းကြိုက်တယ်အဲ့ဒီမင်းနှုံမင်းကြီးဖြစ်တော့ကစဖို့မူကြီးကမင်းချက်ကြီးကအကြီးဆုံးမှာယာတုနဲ့ဥခဲအဲ့ဒီဥခဲကတဲ့မင်းနှုံမင်းကြီးနဲ့ဆိုရုပ်ချင်းအရန်စိတ်နော်ပြောတယ်မင်းနှုံမင်းကြီးကတော့နှကမ်းမွေးတွေပါနှကမ်းမွေးကြီးတွေနဲ့ပေါ့နော်ပါပေမဲ့ဥခဲကမင်းနှုံမင်းကြီးနဲ့တူမာဆိုတော့နှကမ်းမွေးတွေမဟုတ်စိတ်မွေးတွေရိပ်ပြီးတောင်မွေးကင်ထားရတယ်လို့သူကစာထဲမှာဆိုထားတာပေါ့နော်အဲ့တော့ဟာပါဒါအဲ့ဒီမင်းနှုံမင်းကြီးကနောက်တစ်ခုကြိုက်သေးတယ်ပဲဟင်းကအမြဲတမ်းစားလို့မသိဘူးဘာလို့ဆိုတော့ဝမ်းမပြတ်တတ်တယ်အဲ့တော့ဥခဲကမင်းနှုံမင်းကြီးစားမဲ့ပဲဟင်းဆိုရင်တမားတော်ဒီနဲ့ညှိနှိုင်းပြီးတော့မှစားဖို့သိမသိကိုချိန်စားပြီးတော့မှချက်ကျွေးလေးရှိတယ်ဒီကပဲဟင်းကိုလည်းကြိုက်တယ်အဲ့တော့မင်းနှုံမင်းကြီးကဘယ်ချိန်သမင်းစားလဲမနက်၈နာရီမှာလက်စားနော်မင်းစားအဲ့လိုစားတဲ့အခါကျရင်မိဖုရားတွေလည်းဘေးမှာဝန်းရံလို့သားတော်သမီးတော်တွေဖြစ်ကြတဲ့ဝန်းရံလို့သားတော်တွေဆိုမခရာတို့ညောင်ရမ်းတို့ညောင်အုပ်တို့မင်းသားတွေက30မင်းသားတော်ဝန်းရံပြီးတော့ဟင်းပွဲတွေလိုက်ပေးရတယ်ထမင်းပွဲတွေထည့်ပေးရတယ်ပေါ့လက်ဆေးရီခွက်ယူပေးရတဲ့သားတော်တွေရှိတယ်ပေါ့နော်သမီးဟင်းပွဲတွေကိုထည့်ပေးရတာရှိတယ်ဟိုလက်တော့ဝစ်ထားပေးရတဲ့သားတော်တွေကဟင်းပွဲထမင်းပွဲတွေကိုဘေးနာလိုက်ပေးရတယ်နော်အဲ့ဒီဟင်းပွဲထမင်းပွဲတွေမင်းတို့မကြီးမစားခင်မှာစားတော်မူဥခဲဒီထမင်းချက်ပေါ့နော်ဥခဲပေါ့နော်အဲ့ဒီထမင်းချက်ကြီးပေါ့ပြောမယ်ဆိုရင်တော့ဒါအချက်ပြုတ်စရာကြီးပေါ့နော်အဲ့ဒီခစ်တော့မှအကြီးဆုံးကအဲ့ဒီဟင်းပွဲတိုင်းကိုလိုက်မြည်ရအဲ့လိုလိုက်မြည်တဲ့အခါကျရင်မိဖုရား၃ပါးစောင့်ကြည့်နေတာဒီဟင်းပွဲတွေကောင်းမကောင်းအစိတ်ရှိမရှိအရသာရှိမရှိစမ်းသက်တာအစိတ်မရှိဘူးဆိုမှဒါဘယင်မင်းတို့မင်းကစားခွင့်ရှိတာစမ်းသက်ကတာဥခဲစားတော့ဘူးဥခဲဒီဟန်နဟန်နဲ့ပြောရင်တော့ဥခဲကစားတော့ဘူးပေါ့သမင်းချက်ပေါ့အိုးတကြီးပေါ့ဒါထိဟန်နဲ့စားတော့ဘူးလို့ခေါ်တာရိုးရိုးတန်းတန်းပြောရတာသမင်းချက်ပေါ့ကွယ်အိုးတကြီးပေါ့ချက်ပြုတ်တဲ့လူပေါ့အဲ့လိုပြောလို့ရတယ်နော်အဲ့တော့မနက်၈နာရီမှာသားတော်တွေကဟင်းပွဲလိုက်တယ်သမီးတော်တွေကဘာလုပ်ရလဲမီးတော်တွေကဘာလုပ်ရလဲဆိုရင်သမီးတော်တွေကတဲ့မဆက်ကြာတို့ပြည့်ကြီးစက်သက်တို့ပထန်းတို့ကိုဘေးကနေရုပ်ပေးရတော်တော်ဆုံးလို့နော်အကုန်သိတဲ့မင်းတို့မီးစားတဲ့ထမင်းစားတဲ့အချိန်တို့သမီးတို့ရဲ့သားတော်ဘာလုပ်တယ်မိဘဘာလုပ်တယ်ဆိုတာတော်တော်ဆုံးတာဒီမိုက်ဘူးတဲ့တော်တော်တွေ့ပုံရရနော်ဆက်ပြီးနောက်ညီတယ်ဒီဘရင်တွေကတော့နော်တချင်းတွေပဲဆိုပြရတာမှာအဲ့ဒါကြီးကိုခိုင်းအဲ့ဒါလေးလုပ်ပေးရတယ်အဲ့တော့မင်းနှုံမင်းရတာစားပြီးွားပြီးဆိုတဲ့ခါကြရင်အဲ့ဒီပွဲတော်အကြတယ်မင်းနှုံမင်းဒီပွဲတော်ကြီးသမင်းတွေကြံခဲ့သမင်းဘက်ကနေကြံတဲ့ပွဲတော်တွေကိုဒါဒီတိုင်းလို့မဖြစ်မြေကြီးတွေကိုတွင်တူးပြီးတော့မြုပ်ရတယ်ရိုးပဲအဲ့ဒီစာတော်ထဲမှာရေးထားတာပေါ့
နော်အဲ့တော့ဒါမင်းတို့အဲ့ကြံခဲ့တဲ့ဟင်းတွေပြန်มาပေါ့မင်းတို့ကတစ်ဖက်တစ်စုံလောက်ပဲကြိုက်ပါလေကြံမဲ့ဒီဟင်းတော်တွေကိုသားတော်သမီးတော်တွေကအတော့ကွဲဝေပြီးတော့ယူကြရတယ်ပေါ့ဒါကွဲတော်ကြလို့အဲ့ဒါကွဲတော်ကြနော်အဲ့တော့ပြီးပြီးဆိုင်ကရိုက်မနဲ့ညီလာခံတက်ပြီးတဲ့ပြန်လာရင်မင်းတို့မင်းကြီးကအချိုးဝဲသုံးစားအဲ့ကျတော့ထိုးမှုတို့ဘာတို့ပေါ့ကွယ်ခနုံတုတ်တို့ဒါစားတယ်လက်ဖက်တွေပိုင်းလည်းကြိုက်တယ်နော်ပြီးတော့ညနေ4 နာရီကြာရင်ညစာဟိုညစာကိုညစာဟိုညနေတကောင်မှာစားမှာဒီညစာသမင်းစားတဲ့ညစာကဒီညနေ4 နာရီမှာစားတယ်မင်းတို့မရဲ့တနေ့တာအစားအသောက်ပုံစံနဲ့သူကြိုက်နှစ်သက်တော့အရာအပြော့ပြ ဒီမိုင်းတော့ဘူးတဲ့ဆုံးတယ်နော်ဒီဟောပြောပါဒီမိုင်းရဟိုမင်းတို့မိပြန်မှမဖြစ်ခဲ့ဘူးမင်းတို့မိပြန်မှဖြစ်ခဲ့လို့ရှိရင်မလွယ်တော့ဘူးလေဒါဘူးတဲ့ရတဲ့ဗီဒီယိုလေးပေါ့နော်ဒီဗီဒီယိုလေးကြည့်ဘူးတဲ့ရဆိုရင်ကျွန်တော်ရဲ့ channel လေး subscribe လေးနဲ့တော့တောင်းဆိုရင်နော်အားလုံးပဲနောက်ပြီးမှပြောပြကြမယ်